กลาวาทีนี้มองเราต้องดูรีวิวตะแคอาจารย์ดิสแบบมาจะไปวิดีโอรีวิวจะยินดีเนาะ like and subscribe လုပ်ပေးကြပါဦးရှင်ကဲအဖွားအစိုးရလို့ဟုတ်တယ်တမီးလေးရေအဖွားအစိုးရလို့လားကဲငါခုရေချိုးပါမယ်ကွာရေချိုးမှဖြစ်မယ်ငါအပေါ်ဆုံးတက်ကပို့လို့ရပြောရတယ်ငါပေါ့အပေါ်ဆုံးတက်ကဟာပဲပို့တော့မှာကွာအပေါ်ဆုံးတက်ကဟာရောက်တော့အခါဟာရေလေးရတယ်နှွေးညာပဲကဲရေလေးရချိုးလို့ကောင်းချက်ကွာရေလေးရတော်တော်လေးကိုချိုးလို့ကောင်းတာပဲရေရဒီလောက်ချိုးလို့ကောင်းမှစင်ထောင်နှွေးညာပဲဒီနေ့ငါအပွားကိုအလုပ်သွားမယ်ဆိုတာမနေ့ညကတည်းကပြောထားတာဆိုတော့ငါဒီနေ့လုံးတော့မြို့တက်တာပါမယ်မြို့နာမည်ဆက်ပြမြို့အဖွားတမီးမြို့ပေါ်တက်ရတော့မှာဟုတ်တာပဲညီမလေးမြို့ပေါ်ရင်တက်ရတော့မှာပဲဟုတ်တယ်အဖွားရဲ့တမီးအင်ကြီးရှာလာအောင်မယ်တမီးကဒါလေးပဲပတ်တော့လိုက်တော့မယ်ဒါလေးကတမီးနဲ့ပုံလိုက်တယ်လို့ခံစားတယ်အေးပတ်တော့အကုန်လာတယ်ဟုတ်ကဲ့ပါဖွားဒါလေးပဲပတ်တော့လိုက်တော့မယ်မနေ့စာပြင်ဆင်ထားပြီလားဖွားပြင်ဆင်ထားမှာကြာကဲပြင်ဆင်ထားတော့ကြာနေပြီဆိုတော့ငါခေါင်းလေးကိုဒါလေးပဲစီလိုက်မယ်အဖွားလာစားလေမိမလေးကိုစောင့်နေရမစားရဘူးလာအဖွားလာခဲ့တော့မယ်လက်စားတော့စားရအောင်အေးထိုင်ရအောင်ဖွားလက်စားကပီဇာကွန်ချီဒါပဲစားရတော့မယ်ဖွားစားလို့ကောင်းနေအဖွားတော့နော်တမီးအေးထုတ်ပွေးပါကလားမသိဘူးထုတ်ပွေးယူအောင်ပါပဲထုတ်ပွေးရတယ်ယူရပြောင်းမှာကွာထုတ်ပွေးကဒါလားမဟုတ်ပါဘူးထုတ်ပွေးက ABC ရမှာပါတယ်ဆိုတော့ဒါတင်နဲ့ batch up မဟုတ်ဘူးဟာအမလည်းအထုတ်ပွေးကအဖေဘယ်နှမှာထားလိုက်လို့မသိဘူးဟုတ်ကဲ့ရတယ်ဖွားရဲ့ရှာမနေရှာလိုက်ပါမယ်ဖွားရဲ့ညှို့တက်တာဆိုအထုပ်ဘူးလေးနဲ့မှာပေါ့ဟုတ်ကဲ့ဖွားအမိရှာလောက်မယ်နော်ဒီမှာတွေ့ပြီဖွားအေးတွေ့ရင်တော်ရရပေါ့မတွေ့ရင်တော့ကွမ်းပြီအထုပ်ဖွားဖွင့်ရရောမိုက်တာပဲအထုပ်ဘူးလေးထုတ်ဘူးရငါတိတ်မချိုက်ဘူးသူ့မှာထုတ်ဘူးပဲလက်မယ်ခဏချတာလိုက်ထုတ်ဘူးလေးနဲ့လွယ်မယ်ပတ်မယ်အဖွားတော့နော်အေးအလုပ်ကိုတတိချာကြိုးစားနော်ဟုတ်ကဲ့အဖွားကဲငါအိမ်ထောက်ပံ့တာငါကြိုးစားရမယ်ပြီးကြရင်အိမ်ရောက်ရှင်အလုပ်ကရှောက်ရအောင်မဆိုကဲငါလည်းတွားရမယ်ဟိုရငါအလုပ်ကိုပေါ်ပြီးကြိုးစားရမယ်အလုပ်ကိုတတိချာကြိုးစားမှဖြစ်မယ်ပြီးကြရင်အလုပ်ကလည်းတွားရှောက်အောင်မဆိုလည်းတော့ကြောက်မလားမသိဘူးအလုပ်ကကုမ္ပဏီမှာပဲရှောက်ကြည့်မယ်အရင်ဆုံးကဲဆာကူရာမြို့ရောက်ဖို့ဝေးမှဝေးလို့ဒီလားမသိအမလေးရေလည်းပြုတ်ကျသွားပြီငါအမလေးဒုက္ခပဲအမလေးရေလည်းပြုတ်ကျသွားပြီတော့ဆာကူရာမြို့ကိုရောက်တော့အခါငါဆာကူရာမြို့တော့ရောက်သွားပြီပဲဟိုမိုက်တယ်ဆာကူရာမြို့ကမြို့ရဲ့လူကလည်းခန်းနားနေရပဲ
တော်တော်လေးခုခံရတာပဲငါလည်းရှော့မယ်哇，那个小钱都是，哦，ရတယ်ဟိုမှာထိဆောင်နေနော်哇，那个小钱都是မနှက်ပြန်ဩလာအလုပ်လူညာနဲ့အတော်ပဲလူလူညာနဲ့တော်ပဲအဲ့ဆိုမနှက်ပြန်ခုနယူလာကြတော့ဟုတ်ကဲ့ရှင်ကဲငါတော့အလုပ်ရပြီဆိုပြောပါပြီကဲငါ့အဆောင်ပြန်သွားရမယ်သွားရင်နော်ဟုတ်ကဲ့ကဲအဆောင်ငါမြင်သွားရမယ်နောက်ကျနေလားမသိဘူးကဲငါအဆောင်မြင်သွားမယ်အဆောင်သူရောက်တော့အခါဟဲ့ဟိုမှာအဆောင်ကြီးပဲငါဒီခန်းထဲနေငါပွားနေကအမဲရောက်ကြိတ်တာဆိုတော့အမဲအောင်ဆိုတော့ငါပတ်ချက်လေးပါရဲအတော်ပဲဒါလေးနဲ့ပဲတတ်လိုက်မယ်ကဲထုတ်ပေါ်မှာချတယ်ကွာတရားတင်မနေဒီလိုကြီးနေချိုးလို့တခုကြီးတော့မယ်ကဲထုတ်ပေါ်ရှုပ်ရှက်ခတ်နေမှာကွာငါထုတ်ပေါ်နမ်းမချထားတယ်ကဲငါကြီးစိုးရင်ချိုးရမယ်ကွာရင်ချိုးအတွက်စပင်းလေးကိုဖိချလိုက်မယ်ဒီချိုးမှာဆိုစင်းမင်းဝင်လိုက်တော့မယ်ကဲငါမြင်ရင်ချိုးရမယ်မနေ့ဖြတ်လို့ပေါ့ဆိုတော့ဒီချိုးကလို့ရေချိုးလို့ပြီးတော့အခါကဲငါရေချိုးလို့ပြီးတော့ဆိုတော့အင်ဂျီအနောက်ကိုချိုးရမယ်အင်ဂျီကငါကပါလို့တောင်းလဲဆိုတော့အဖွားထစ်ပြီးရဲ့အင်ဂျီဒါလေးမျိုးလိုက်မယ်အဲ့ဒါလေးကိုငါကအဲ့ဒါလေးဒီလိုလေးနှစ်ခွလေးစီလိုက်မယ်ကွာချစ်စရာကောင်းပါတယ်ချစ်စရာလေးအဲ့ဆိုအင်ဂျီရောင်းတောင်းပါငါထည့်ရမယ်လောက်လားငါထလို့မရကဲငါအဲ့ဒါဆိုတိုင်းမလန်ရှော့ပဲတော့လိုက်တော့မှာကွာမဟုတ်ဆိုင်မှာဘဝဆိုင်ဖို့ပြီလားဘဝဆိုင်ဖို့ပြီတော့အိုးလေမဟုတ်စားမရှင်အော်ဆာတခုနေရမှုလေးပဲဆက်လိုက်တော့မယ်ဆက်လို့ကောင်းနေပဲငါမလက်ပြန်တော့ကားတစ်စီးတော့ထုတ်ထားရအောင်မယ်ဟိုကသူများကားရဆိုတော့ငါကားလေးကကျတော့ဒီကားရလည်းငါမကြိုက်ဘူးတိတ်ပြီးတော့အဲ့ဆိုရင်ဒီ dot ကိုလည်းမကြိုက်ဘူးဒါလေးပဲသွားလိုက်မယ်ငါလည်းညစားလည်းစားပြီးပြီဆိုတော့ငါဘာလို့ရအောင်မလဲကဲညမူးချိုးလိုက်တော့မယ်ပေါ့နော်ညမူးချုပ်တော့အခါကဲငါအိပ်ဖို့ပဲကြံတော့ရကွာငါဘတ်ဂျက်လေးနဲ့ပဲတက်နေရကဲတော့ပိတ်လိုက်တော့မယ်ကွာဟာဘလို့ဖြစ်ပြောဝင်ရောက်သွားလဲကဲအခန်းလိုက်ကစီလေးကိုတိချပိတ်ထားမယ်ဘယ်အခန်းလိုက်ကစီကပိတ်လို့မရအောင်လားမသိကဲအခန်းလိုက်ကစီပိတ်ပြီးသွားပြီဆိုတော့ငါလည်းအိပ်ရုံနဲ့ကြံတော့တယ်ဒီလိုလေးပဲပုံမှန်တိုင်းနဲ့ဖြစ်ချလိုက်မယ်။နောက်ပြီးရရှိပဲကွာ။ဒီတော့မအိတ်တော့မင်းညလည်းမချုပ်လို့ဆို။ဒီလိုကြအိတ်တော့နောက်ဘာထည့်ပြပူစံနေချစ်စီရလေးအိတ်တော့မနဲ့တော့ရောက်တော့ခါမနဲ့တောင်ရောက်ခက်နေနေပဲမနဲ့တောင်ရောက်တော့မှာပဲငါကြီးချူးမြန်တော့ရမယ်အချီမနဲ့တောင်ရောက်တော့မှာပဲမနဲ့တောင်
နဲ့မိုးနေနေလိုက်တော့ခါမနေ့ကရောက်သွားပြီဟာမနေ့တော့မိုးနေပဲငါအဲ့လိုကိုမြင်သွားမယ်မိညာကြီးချုပ်ပြတော့ငါချိုးစရာမလိုတော့အဲ့ဆိုရင်ငါ dress လေးပဲဝတ်လိုက်တော့မယ် dress လေးပဲဝတ်လိုက်တော့မယ်ဒီ red glove ဒီ dress ကတိတ်မလာဘူးဆို dress တွေလည်းရှာရအောင်ဒီ party dress အဲ့ဒါလေးကိုငါကဒီနေ့တော့ spring လေးကိုကျတော့ငါကဒီလိုလေးပဲလိုက်တော့မယ်ကွာ spring လေးချစ်စရာလေးပဲကဲငါအလုပ်တော့အချိန်ရောက်တော့ပြီဒါကတော့ကဖြောလို့လည်းအိတ်ကပုံမဖြစ်နေအိတ်ကိုယူပါဆိုအလုပ်တော့ဝယ်ချင်တယ်ကဲအလုပ်တော့လည်းရနေရတယ်လက်ချအလုပ်ကိုတော့မယ်အလုပ်ရငါတည်တည်ချာကြိုးစားမယ်ကဲအလုပ်တော့မယ်အလုပ်ကဟိုဘက်မှာတော့ဟုတ်တယ်ကဲငါထိုင်မဲ့နေရကဒီနေ့ညထိုင်နေဟုတ်တယ်ဒီနေ့ကဲအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် subscribe လေးလုပ်ပေးကြပါဦးရှင်အားလုံးချစ်ပါတယ် bye